အားလုံးပဲမင်္ဂလာပါ Amazing College ကနေပြန်မှကြိုးစားလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ပေါ့နော်လက်ရှိ trend ဖြစ်နေတဲ့ AI generate ပေါ့နော် AI generating အနေနဲ့ပတ်သက်ပြီးတော့ကျွန်တော် designer တွေအတွက်အများကြီးအထောက်အကူပြုမဲ့သင်ခန်းစာလေးတင်ပေးကြပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့ logo တွေကိုကျွန်တော်က logo ဆွဲခါကြရင်အလုံးစုံကြရင်3ရက်တစ်ပတ်ပေါ့နော်တခါကျအတွေးအပိုင်းတွေရောဆွဲအပိုင်းတွေရောဆိုတစ်ပတ်လောက်ကြာမျိုးရှိရနှစ်ပတ်လောက်ကြာမျိုးရှိရဒါပေမဲ့ဒီ presentation ကကျတော့ကျွန်တော်တို့ကအရင်ပြင်တာပေါ့နော် presentation လုပ်တဲ့အခါကျရင်အများကြီးကြာနေရမျိုးရှိရဲကျွန်တော် logo မို့ခတ်ခိုင်းတာတွေပြီးတော့ဒီ brand line လုပ်မယ်ဆိုရင် brand line ပတ်သက်ပြီးတော့မှ presentation site လုပ်တဲ့အခါကျရင်အများကြီးကြာနေတဲ့အခါမျိုးရဲ့ကြာနေတဲ့အချိန်တော့တကယ်ကျွန်တော်တို့ presentation လုပ်ဖို့အတွက်ကိုဒီမှာတနေ့ကို2နာရီလောက်ထိုင်လို့3နာရီလောက်ထိုင်လို့ရင်တော့မှနှစ်ပတ်3ပတ်လောက်ကြာတာမျိုးတွေဆိုရင်ဟိုကျွန်တော်တို့သိမလို့ချင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ AI generating ပေါ်လာတဲ့အခါမှာဒီ presentation slide တွေကိုအချိန်မြန်နဲ့ကျွန်တော်တို့အချိန်တိုတွင်းနဲ့ပေါ့နော်မြန်လေးလို့ပြီးအောင်လို့ဘယ်လိုမျိုး prompt တွေရိုက်ထည့်ရမလဲပေါ့နော်ဒီသင်ခန်းစာမှာတော့ကျွန်တော် ChatGPT ကိုအသုံးပြီးတော့မှလိုအပ်တဲ့ဟာတွေကို Photoshop နဲ့ပြန်ပြောင်းပေါ့နော်ပြောင်းပြီးမှဖန်တီးရမျိုးတွေပေါ့ဒါမျိုးလေးကျွန်တော်တက်ပြရမယ်အဲ့တော့ပထမဦးဆုံးတော့ကျွန်တော်တို့ဒီမှာ Google Chrome account တစ်ကောင်ရှိရမယ်ပြီးတော့ဆိုရင်ကျွန်တော်တို့ရဲ့ ChatGPT ဆိုတဲ့chatgpt.com ဆိုတဲ့ ChatGPT ကိုဝင်မယ်လက်ရှိက ChatGPT သုံးလိုက်ရတယ် cloud သုံးလိုက်ရတယ် mid journey ရောဘာလို့သုံးလိုက်ရဒါပေမဲ့ cloud နဲ့ ChatGPT ကိုသုံးတော့ပိုကောင်းတယ်Google Gemini နဲ့သုံးလိုက်ရတယ်အဲ့တော့ကိုကြိုက်တဲ့ဟာကိုအဆင်ပြေမဲ့ဟာလေးတွေသုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကအခုdesign ဖန်တီးမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆွဲထားတဲ့ AI က logo file ပေါ့နော် logo file ကိုကျွန်တော် Adobe Illustrator ရဲ့ logo file နဲ့က export as ပေါ့နော် export လုပ်ပြီးတော့မှကျွန်တော်ဒီထဲမှာထည့်ထားလိုက်မယ်ပေါ့ဒါပါတော့ဒီနေရာလေးမှာကျွန်တော် logo file လေးထည့်ထားလိုက်မယ် logo file ပေါ့အဲ့ထဲမှာကျွန်တော်တို့က logo design ဆိုရကျွန်တော် JPEG file လေးစေလိုက်မယ် JPEG US ဘောကိုမလေးတက်မယ် export လုပ်မယ် view ကလည်းကျွန်တော် RGB နဲ့ပဲစေလိုက်မယ် okay တစ်ချက်နိုင်မယ်ပြီးတော့ကျွန်တော် ChatGPT ထဲမှာ view chat လေးယူမယ်ယူပြီးသားပြီဆိုကျွန်တော်အပေါင်းလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသားဆိုခုနက attach file ဆိုတဲ့နေရာမှာကျွန်တော်ခုနကပုံထုတ်ထားတဲ့ပုံလေးကို update photo and ဟာယူလိုက်ပါတော့ update မှာကျွန်တော်တို့ create image လုပ်ပြီးသားရင်အပေါင်းလေးကိုနှိပ် edit photo and file အဲ့ file ထဲမှာကျွန်တော်တို့က download ထားတဲ့ဟာလေးရှိမယ်ကျွန်တော် logo လေးရှိမယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုကအဲ့လိုမျိုး prompt တွေပါတခါထုတ်ထားပြီးသားဆိုတော့တန်းလို့ရတယ်ဒါပေမဲ့ကျွန်တော်အခုလောဆယ် prompt မထုတ်ရသေးဘူးဆိုတော့ကျွန်တော် prompt အရင်ထုတ်မယ်အဲ့ရှင်တော့ကျွန်တော်တို့ကဘာလုပ်မှာလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီ prompt ရေးနည်းလေးပေါ့နော်ဒီမှာဆိုကျွန်တော် digital marketing ဒီကဘာလို့လဲဆိုရင် digital marketing content လုပ်တယ် digital marketing service တွေလုပ်တယ် offline marketing service တွေလုပ်တယ် TikTok marketing service တွေအကုန် service ပေးမယ် offline marketing တွေဖြစ်ပါတယ် slogan နဲ့ marketing and branding strategy ကို business owner တွေအတွက်အဓိကပေါ့နော်အဓိကရေးဆက်ပေးပါပြီးကိုကထည့်နေတယ်ဆိုရင်ဘာထည့်ရလဲဆိုရင်ငါတို့ရဲ့ slogan ဘယ်လိုပုံစံမျိုးပြီးတော့ဆိုရင်ငါတို့သုံးနေတဲ့ color theme ဆိုတာဘယ်လိုပုံစံမျိုး logo color theme ဆိုတာပြန်သုံးပေးပါဆိုရင် prompt တွေရိုက်ထည့်ပေါ့နော်တိကျလေးပြီးတော့ပိုကောင်းလေးပေါ့ဒါကျွန်တော်ရဲ့ prompt ကိုထပ်ပြီးတော့ပေါင်းထည့်နေထည့်လို့ရတယ်ဒီ prompt လေးကို copy ကူးလိုက်မယ် copy ကူးပြီးသားပြီဆိုရင်ကျွန်တော်တို့ကဒီမှာရှိနေတဲ့ခုနက attach file လေးယူပြီးတော့မှဒီထဲကခုနစေထားရဲပေါ့နော် logo file လေး open လိုက်မယ် open ပြီးသားပြီဆိုရင်ခုနက prompt လေးကို control V နဲ့ချလိုက်မယ်ပြီးသားပြီဆိုရင်တော့ကျွန်တော်ဒီမှာညာလေးတစ်ချက်နှိပ်ဒါဆိုရင်တော့သူနဲ့တက်ဆိုင်နေဒီကျွန်တော်ဒီ strategy ဘိုင်းထွက်လာလိုက်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် brand positioning ဒီမှာဆိုသူရဲ့ slogan ဒီမှာနိုင်ငံ business owner တွေ one stop service ပေးနေတဲ့ agency ပေါ့နော် brand တွေ digital marketing offline marketing အဲ့တော့ကျွန်တော်ဒီစာရလာပြီဆိုရင်ဒါ AI နဲ့ပဲเนาะအကုန် AI နဲ့ပဲစဉ်းစား AI နဲ့ပဲChatGPT နဲ့ပဲသုံးပြီးတော့မှ AI tools တွေပဲသုံးပြီးတော့ AI နဲ့စဉ်းစားမယ်ပြီး AI နဲ့ design ဆွဲမယ် AI tools ပဲသုံးကြည့်ပြီးတော့ကျွန်တော်ဆွဲကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် brand vision mission ရှိမယ်core value ရှိမယ်တခြားဟာတချို့တွေကတော့ကိုယ့်ရဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ဟာမျိုးတွေပြန်တော့ change ကြည့်ပေါ့နော်ပြီးရင်ဒီမှာဆိုရင် slogan ဆိုရင် design market growth matter market better ပေါ့ဒါမျိုးအများကြီးပဲ slogan တွေရှိမယ်ပြီး brand personality တွေရှိမယ် target audience တွေရှိမယ်ပြီးတော့ရင် secondary တွေပြီး brand message တွေ value position တွေရှိမယ်အဲ့တော့ဒီမှာ branding strategy ပိုင်းနေဆိုရင်ဒီမှာ creative design service တွေ content writing content marketing digital marketing site မှာပါရမယ်အဲ့တော့ကိုလိုအပ်တဲ့ information တွေပဲပြန်ပြီးတော့ချုပ်ပြီးတော့ပြန်လုပ်ပါ justification ပြန်လုပ်ပြီးတော့ဆိုတော့ကျွန်တော်တို့ကဒီကောင်လေးကျွန်တော် design စထုတ်တော့မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကunit setting မှာ USB ရတဲ့တစ်ခါလေးပါတယ်ပေါ့နော် sensor ဖန်ပြီး end to end ပေးနိုင်တဲ့ awesome marketing အနေနဲ့ agent ဖြစ်ပါတယ် sensor မယ် season မယ်ဖန်ပြီးမယ်ကျင်ညာမယ်ရတဲ့တိုင်းတာမယ်တိုးတက်အောင် optimize လုပ်မယ်အဲ့တော့အများကြီးပဲမိုက်တယ်ပေါ့နော်
အဲ့တော့ဒီဟာလေးရထည့်လိုက်ရုံနဲ့ကျွန်တော်တို့မှာလိုအပ်တဲ့ information တွေအများကြီးထွက်လာတယ်အဲ့တော့ကျွန်တော်တို့ brand positioning ကိုကျွန်တော်တို့ကpresentation လုပ်ချင်တယ်ပေါ့ဒီဟာအားလုံး control C နဲ့ copy ကူးလိုက်copy ကူးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ new tab လေးတစ်ခုထပ်ခေါ်လိုက်မယ် copy သွားရင် create image လုပ်မယ်ပြီးရင်ကျွန်တော်တို့လုပ်ချင်တဲ့ design ရဲ့ပုံလေးကို logo ပုံလေးထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာအပေါင်းလေးထားနော် open လိုက်ပြီဗျာ okay ပြီးသွားတော့ခုနကစာလေးထည့်လိုက်မယ်ထည့်လိုက်ဆိုရင်ဒီအတွက် design ဖန်တီးပေးပါပေါ့ဒီမှာဆိုရင်ကျွန်တော်အရင်ထားပေးလဲဆိုရင်ဖန်တီးပေးပါဒီကောင်လေးထည့်လိုက်ပါတော့ဒီကောင်လေးယူလိုက်မယ်ယူပြီးတော့ဒီရဲ့အတိုင်းကိုအရင် service ဆိုတဲ့ presentation share presentation design ဖန်တီးပေးပါsite ကတော့ကျွန်တော်တို့ဒီမှာ16တော့မှာ16အချိုးပိုးပေါ့နော်ပြီးသွားရင်ကိုလိုချင်တဲ့ style မျိုးပေါ့ image နဲ့ဆို image နဲ့ pixel s style ဆို pixel s style ကိုထည့်ပေးရသေးရဲ့ပြီးသွားရင်တော့အများလေးကိုနေလိုက်ပါဒါဆိုတော့ကျွန်တော်ပုံထွက်လာပါလေးခဏစောင့်လိုက်ပါတော့အဲ့တော့မျိုး presentation တွေလုပ်ဖို့အတွက်ဆိုရင်တော့ prompt လေးတွေတခြားလေးရေးတတ်ဖို့လိုတယ်အများကြီးနဲ့ကျွမ်းကျင်ကြမလို့ကျွန်တော်မြန်မာလိုလေးပဲရိုက်ထည့်လိုက်ရတယ်ပေါ့နော်အဲ့တော့ presentation တွေကိုကိုယ်တိုင်လုပ်နေရအကြတယ်ဆိုတဲ့သူတွေအတွက်လုပ်လို့ရတယ်ပြီးကျွန်တော်မိုးခက်လေးပါတစ်ခါလုပ်ပြပေးမယ်ခဏလေးနော်အဲ့တော့ ChatGPT ကတော့ကျွန်တော်ပုံထုတ်မယ်ဆိုရင်3ပုံလောက်ပဲထုတ်လို့ရမှာရှိရဲကိုကနည်းနည်းလေးဟိုဖြစ်တယ်ဆိုတော့ဒီ Pro account လေးပါလေးဝင်ထားအောင်ပေါ့နော်အဲ့တော့ Google Gemini ဆိုတဲ့ Google Gemini Pro account လေးဝင်ထားလို့ရတယ်အဲ့တော့လက်ရှိမှာတော့ AI ကခက်စားလာဖြစ်တဲ့ကျွန်တော် AI generation နဲ့ပတ်သက်ပြီးတော့ designer တွေအတွက် regulation နဲ့နည်းလမ်းတွေပုံမှန် regular နဲ့နည်းလမ်းတွေကိုကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့မျှဝေသွားပါမယ်တကယ်လို့ AI generation နဲ့ပတ်သက်ပြီးတော့မှတင်တဲ့တက်ချင်နေဆိုလည်းကျွန်တော် amazing မှာ AI generation နဲ့ပေါင်းပြီးတော့ design တွေဖန်တီးလို့ရတဲ့ process တွေပြီးတော့ဒီလုပ်ငန်းရှင်တွေအတွက်ဒီ content marketing တွေ freelancer တွေအတွက် content page ဒီ Facebook page မှာတင်မဲ့ post တွေဒီ Instagram marketing တွေအကုန်လုံးပေါ့နော်ကျွန်တော်တို့ဒီ AI ကိုအသုံးပြုပြီးတော့ content ရေးရတယ် video ထုတ်တာတွေပြီးသွားရင်ဆိုကျွန်တော်တို့ဒီ content creator တွေအတွက်ဒီ monetization ပို့ဖို့အတွက်အသီး video တွေလုပ်တဲ့ဟာတွေအစားကျွန်တော်တို့တင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ amazing မှာ AI နဲ့ပတ်သက်တဲ့သင်တန်းတွေလည်းရှိနေပါပြီဖွင့်ထားပါပြီအဲ့တော့လာပြီးမှစုံစမ်းလို့ရပါတယ်အဲ့တော့ဒါကတော့ဒါဆိုကျွန်တော် presentation slide လေးကိုတခြားထွက်လာအဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ image အကြောင်းထည့်ထားသေးပေါ့နော်အဲ့တော့ကိုထည့်ချင်တဲ့ပုံလေးမှာကျွန်တော်ပြန်ပြောင်းလို့ရတယ်ပြီးတချို့မလိုချင်တဲ့နေရာလေးဆိုကျွန်တော်ဖြတ်ထုတ်ပြီးတော့ပြင်လို့ရတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဒီကောင်အောင်ဆွဲလိုက်မယ်ဆွဲပြီးတော့မြန်မာနိုင်ငံလို့ပြောထားပြတဲ့မြန်မာနိုင်ငံဘုန်းဆက်ပါတစ်ခါထည့်ပြီးတော့layout တွေ icon ထည့်တဲ့ပုံစံတွေပြီးတော့ကျွန်တော် spacing တွေအစတကယ်မိုက်တဲ့ result တစ်ခုထွက်လာတယ်ပြီးတော့ကျွန်တော်ရဲ့လိုလည်းမချိန်သွားဘူးเนาะပြီးရင်သူ့ရဲ့ brand color တင် style နဲ့သွားတယ်အဲ့တော့တော်တော်လေးမိုက်တယ်ဒီမှာတော့မြန်မာစာလေးတော့နည်းနည်းလေးတော့ကျွန်တော်ကပြင်ရမှာရှိရဲအဲ့ဒါလေးတော့ကျွန်တော် live ရေးပြီးမှပြင်ရင်တော့ပို့ပြီးတော့အဆင်ပြေဒါတော့ကျွန်တော် Photoshop နဲ့ထည့်ပြီးတော့ပြင်လိုက်ပါတော့ Photoshop နဲ့ထည့်ပြီးပြင်နေတယ်ဆိုရင်ဒီပုံကိုဆွဲလာမယ် Photoshop ကိုဖွင့်မယ် Photoshop ဖွင့်ပြီးကျွန်တော်စာသားလေးတော့မြန်မာစာလေးအသိမပြီးပြင်တာလေးရှိရဲအဲ့တော့အဲ့ဒါလေးကိုကျွန်တော်ပြန်ပြင်လိုက်မယ်ဆိုရင်တော့တော်တော်လေးကောင်းတဲ့ result တစ်ခုဖြစ်လာပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီမှာရှိနေတဲ့ကောင်လေးကိုဆွဲထည့်လိုက်မယ်ဒီဘက်ထဲကိုထည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီကောင်လေးကိုပြင်နေတယ်ဆိုရင်ဒီကောင် select ပေးပြီးသားပြီဆိုရင်ကျွန်တော်တို့ဒီကောင်ကိုedit ထဲက fade ပြီးသားပြီဆိုရင် content aware ကျွန်တော်ရဆိုတာဒါမျိုးလေးလိုက်ဖြောက်လိုက်ရပြီးတော့မှစာလေးပြန်ရေးပေါ့နော်ဒါမျိုးလေးရေးလို့ရတယ်အဲ့တော့တော်တော်လေးမိုက်ပါတယ်အဲ့တော့တော်တော်လေးလည်းအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကိုထည့်ချင်တဲ့ information နဲ့ပို့ပြီးတော့ပါနေတာဘာတွေပါနေလဲကျွန်တော်ပြန်ကြည့်လို့ရတယ်ပြီးရင်ဒီမှာဆိုရင်ထည့်ထားတဲ့ဟာဆိုဒီမှာ client focus account solution ပါညာဒါရမလို့အဲ့လည်းဖြုတ်ရတယ်ဖြုတ်ပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့မှ Photoshop နဲ့ပြန်ပြီးတော့ပြင်လို့ရပါတယ်အဲ့တော့ဒါတစ်ခုရပါပြီအဲ့တော့ကျွန်တော်ကဒီနဲ့ပတ်သက်ပြီးတော့ထပ်ပြီး mockup တွေထပ်ထုတ်ချင်တယ်ပေါ့ဒါဆိုကျွန်တော် attach file u ဒီဟာကို u ပြီးရင်ကျွန်တော် mockup အတွက်ကကျွန်တော်တို့ဒီမှာ logo mockup ပေါ့နော်အဲ့ logo mockup create ဆိုရင်မှလုပ်ခိုင်းလို့ရတယ် logo mockup ပေါ့ပြီးရင်ဘာတွေပါချင်လဲပေါ့ကျွန်တော်အချက်လေးနဲ့ပေါ့နော်ဘာတွေပါချင်လဲဆိုရင် cut mockupပြီးတော့ရင်ကျွန်တော် sign for mockup mockup main t-shirt outfit t-shirt
okay ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ဖိုင်ထည့်အောင်လဲပေါ့နော်back workout ပြီးတော့အဆင်ပြေရထည့်ပြီးတော့ပြောလို့ရတယ်ပေါ့နော်ပြီးတော့ပြီးသွားရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒါပဲလုပ်လိုက်မယ်ပြီးသွားရင်တော့ create လုပ်လိုက်မယ်ထုတ်ပေးလိမ့်မယ်ပေါ့နော်အဲ့တော့ presentation လဲကိုယ်တစ်ခုချင်းစီစဉ်တော့တစ်ခုချင်းစီပဲကျွန်တော်ထုတ်ခိုင်းလို့ရတယ်ပြီးတော့ image တွေပါအစားထိုးပြီးကျွန်တော်သွားလို့ရတယ်အဲ့တော့ AI generating ကကျွန်တော်တို့ designer တွေအတွက်အများကြီးသုံးဝင်လာတယ်ကျွန်တော်ဆိုရင်တော့ဒီမှာ presentation slide အားလေးခဏလေးပြပြီးထုတ်ခိုင်းတာလေးပြပြီးမယ်နော်အဲ့တော့ဒါမျိုးစင်ပြီးစင်ထုတ်ရအောင်မယ်အဲ့တော့ print ကလည်းရိုက်မခတ်ဘူးကိုလိုချင်တဲ့ဟာလေးကျွန်တော်ရိုက်ထည့်လိုက်ရပြီဒီမှာဆိုကျွန်တော် Facebook ကမှ design အောင်ဆွဲခိုင်းထားသေးတယ်ပေါ့နော်ဒီဒီဟာအဲ့တော့ဒီကောင်လေးနဲ့လည်းကျွန်တော်နောက်ဆုံးမှာဒါလေးဆက်ပြပေးတော့မယ်အဲ့တော့ Facebook ကပါရဲ့ site ကိုကျွန်တော်သူ့ကိုတောင်းလိုက်တယ်တောင်းပြီးတော့ကျွန်တော်ထည့်ချင်တဲ့ phone number ပါညာပေါ့နော်အကုန်လုံးယူလိုက်ပြီးတော့မှကျွန်တော်ဒီမှာရှိရဲ Facebook ကမှ design ဆွဲမယ်ပေါ့ခါကြတယ်အဲ့တော့လောဆယ်ခဏဆောင်ပေးဦးပါနော်အဲ့တော့ generating ကတော့တော်တော်လေးအသုံးဝင်လာတယ်ပြီးတော့ရောလုပ်ရတဲ့အလုပ်တွေလည်းပုံမြန်လာတယ်ပေါ့ကျွန်တော် presentation လောက်တာဆိုနိုင်ဝက်လောက်ပဲကြာတယ်ပေါ့နော်နိုင်ဝက်လောက်ပဲကြာတယ်ကျွန်တော်မှစောင့်ရတဲ့အချိန်ဆိုတော့ font color တွေအစားတကယ်လို့ပုံတွေဝါးနေတာတော့စာတွေပိုင်းလို့ဆိုတော့လည်းပြန်ပြင်ရမှာရှိရေပေါ့နော်ဒါမျိုးလေးတို့တချို့စာရောပြင်ရလိမ့်မယ်တော့ဆိုတော့လုံးဝbrand color တင် assignment သွားထားအောင်ကျွန်တော်လိုချင်တဲ့ icon လေးဆိုဖြတ်ထုတ်ပြီးယူလိုက်လို့ရတယ်အားရလို့ရတယ်ပေါ့နော်အဲ့တော့ကိုယ့်အတွက်လုပ်ငန်းကမှာပို့ပြီးတော့မြန်ဆန်မဲ့ဟာမျိုးတွေကျွန်တော်ကဆက်လေ့လာဖို့လိုပါတယ်အဲ့တော့ဆက်လေ့လာရင်တော့ကျွန်တော်တို့ကကျန်ခဲ့မှာဖြစ်ပါတယ်အဲ့တော့ AI ကိုမောင်းလေ့လာတင်လာလေ AI ကမလေ့လာလို့မရဘူးဆိုတော့ AI ကိုလေ့လာလို့ဆိုတော့ကျန်နေခဲ့မှာဖြစ်ပါတယ် AI က designer တွေအတွက်ဆိုရင်အများကြီးသုံးဝင်လာတယ်ကျွန်တော်အရင်တော့ image chainer တွေကျွန်တော် menu design ဆွဲတာဆိုရင်ဒီပုံပေါ့နော်ဒီပုံမှာကျွန်တော်ကဒီမှာရှိမယ် okay အဲ့တော့ဒီပုံမှာဆိုရင်ကျွန်တော်က customer ကဒီလိုပုံကြီးပေးရအရင်တော့ဆိုအဲ့ပုံကြီးကိုကျွန်တော်ပကံကြားထည့်ဖို့ဆိုရင်ဖြတ်ထုတ်ပြီးမှကျွန်တော်ထည့်ရမျိုးရှိရဲအဲ့တော့အခုဆိုရင်အဲ့လိုမျိုးထည့်ကြမလို့တော့ဘူးကျွန်တော်တို့ကဒီမှာ AI ကို prompt လေးတစ်ချောင်းလောက်ပေးလိုက်တာနဲ့အခုလိုမျိုးပြည်ပြောင်းမှာတေချာစနစ်တကျနဲ့ photography ထားတော့မျိုးဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ AI generating တွေကျွန်တော်တို့အများကြီးအသုံးလုံးဝင်လာပါလိမ့်မယ်လောဆယ်တော့ကျွန်တော်ဒီကောင်လေးခဏတော့ဆောင်းအောင်မယ်နည်းနည်းကြာနေပေါ့နော် okay အဲ့တော့ကျွန်တော်ထပ်ထုတ်ထားတဲ့ AI ပြပေးမယ်ဒီမှာဆိုရင်ကျွန်တော် core service ဆိုကျွန်တော် core service ဒီမှာ create presentation design core service ဆိုကျွန်တော်ရေးလိုက်တယ်ပြီးတော့ site ကဘယ်လောက် site လို့ကျွန်တော်ထည့်လိုက်တယ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော် create presentation brand positioning ဆိုပြီးတော့ site ကဘယ်လောက် site လို့ကျွန်တော်ခုနကသူထည့်ခြင်းနဲ့စာရေးကျွန်တော်ထည့်လိုက်တယ်ဒါပေမဲ့ AI ကတော့အများနဲ့ icon တွေကိုအများနဲ့ထည့်ပေးတယ်ပြီး line spacing နဲ့ alignment တွေညီနေအဲ့တော့ကိုယ် design ဆွဲတဲ့အခါမှာအဓိကအရေးကြီးဆုံးပါလဲဆိုရင် fundamental rules တွေပဲအရေးကြီးပါတယ်အဲ့တော့ fundamental rules တွေကို AI တော့နားလည်နေပြီကို design က fundamental rules မညီနေဘူးဆိုရင်တော့ဒါကိုယ်ကနေတင်ဆက်လာမယ့်အချိန်ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာလည်း zero hero class တွေမှာ design fundamental rules တွေတင်ထားတယ်design တွေကိုဘယ်လိုလုပ်ဆွဲရမလဲဘယ်လိုပုံစံဘယ်လို rules တွေတုံးပြီးဆွဲရမလဲဆိုတော့သင်ခန်းစာတွေနဲ့အသေးစိတ်ပေါင်းနေတာဖြစ်တဲ့အတွက်ကိုက fundamental rules တွေနားမလည်သေးဘူး graphic design ကိုတည်တဲ့ design ဆွဲဖို့အတွက်ဘယ်လိုတွေစဆွဲရမလဲဆိုတော့မသိသေးဘူးဆိုရင်တော့ amazing မှာတင်တန်းရှိပါတယ်အဲ့တော့ zero hero class ရဲ့ next hero to next level class ရဲ့ပြီးတော့ကျွန်တော်နောက်ပိုင်းထပ်ဖွင့်မဲ့ AI generating class ရဲ့ဒီသားပြီးဆိုကျွန်တော် Java design class တွေမှာထပ်ပြီးပို့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာတင်တန်းနေလာအောင်စဉ်းစားလို့ရပါတယ်အဲ့တော့လက်ရှိတော့ရသွားရင်လည်းမသိဘူးပေါ့နော်ကျွန်တော်တစ်ချက်လောက်တော့ကြည့်လိုက်မယ်ရသွားပြီဒီမှာဆိုကျွန်တော်တို့လိုချင်တဲ့မုတ်ခတ်တွေကြည့်ရရတယ်အဲ့တော့မှကိုကတစ်ခုချင်းစီကိုအကြီးပြောင်းအကြီး site နဲ့ကျွန်တော်လောက်ခိုင်းလို့ရတယ်အများကြီးပဲကျွန်တော် track try နေရတယ်ပေါ့နော်အဲ့တော့တော်တော်လေးလည်းမိုက်တယ် presentation တွေက download ဆွဲလိုက်မယ်အဲ့တော့ပုံကလည်း quality ကကြည့်ရတကယ်လို့ photo တွေပါကျွန်တော်တို့ကဝါးနေအောင်ပြန်ကြည့်ခြင်းနဲ့ဆိုရင်တော့ကြည့်ရဲ website တွေကြည့်ရဲအဲ့ဒါတော့ new tab ခေါ်လိုက်မယ် image escalator ဆိုတဲ့ website တွေရှိပါတယ် image escalator ပေါ့အဲ့ image escalator မှာကျွန်တော်တို့ကသွားပြီးမှကြည့်လို့ရတယ်ဒီမှာ AI image escalator ဆိုရှိရဲ choose image လုပ်မယ်ကျွန်တော်တို့ရဲ့ဝါးနေတဲ့ပုံတွေကိုထောက်လိုက်မယ် open နှိပ်လိုက်မယ်ကိုက400လောက်ထိကြည့်ရင်ကြည့်နေဆိုရင်400 4K ပေါ့ဒါဆို 2K ပေါ့အဲ့တော့ 2K လောက်ပဲထားလိုက်မယ်အဲ့လုံးက start နှိပ်လိုက်မယ်ဒါဆိုတော့ကျွန်တော်တို့ကကြည့်လို့ရတော့ဖြစ်ပါတယ်။ Okay နော်အဲ့တော့နည်းနည်းလေးစောင့်လိုက်တာနဲ့ပုံကြည့်လေးထွက်လာပါတော့။အဲ့တော့အကုန်လုံးဒီကျွန်တော်တို့က AI generating website တွေကို AI generating tools တွေကိုကျွန်တော်သုံးပြီးတော့မှဖန်တီးထားဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းပုံမှန်လေးကိုယ် presentation တွေလုပ်အောင်မှများတယ်ပါညာဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးလေးAI ကို program down ပါဝင်တဲ့အချက်တွေကို AI ကိုတစ်ခါလေးထုတ်ခိုင်းပြီးတော့ပါဝင်တဲ့အရာတွေကိုတစ်ခါလေးပါလို့ခိုင်းလိုက်ရလဲဆိုရင်မှတ်ရေးခိုင်းလိုက်ပြီးတော့ကျွန်တော် design မှာတစ်ခါလေးထုတ်ရပါတယ်။အဲ့တော့
ကျွန်တော်တို့ designer တွေအတွက်ဆိုရင် presentation လုပ်ဖို့ကအရင်ကြီးလွယ်ကူသွားပြီပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်ချက်ချီဗီဒီယိုသုံးပြပေးသွားတယ်အဓိကကိုက Google Gemini သုံးမယ်ဆိုလဲ Google Gemini 3ပေါ့နော်ကိုအဆင်ပြေတာမျိုးနဲ့ကျွန်တော်ကအသုံးပြုလို့ရပါတယ်အဲဒီမှာဆိုကျွန်တော် Facebook account design တွေဖန်တီးခိုင်းထားတာမျိုးဒါဆိုတော်တော်မှမိုင်တွေထွက်လာတယ်ပေါ့နော် profile ဆို profile တွေပေါ့အဲ့တော့ကျွန်တော်တို့လက်ရှိ trending ဖြစ်နေတဲ့ AI tool တွေကချက်ချီဗီဒီယိုအသုံးပြုတာမှာဒီလောက်ထိ result ကောင်းနေဆိုရင်ကျွန်တော်တို့တခြားသော AI tools တွေကထပ်ပြီးလေ့လာထားမယ်ဆိုရင်တော့ပိုကောင်းတဲ့ result ပိုကောင်းတဲ့နေရာတစ်ခုပိုကောင်းတဲ့ပိုပြီးတော့ဗောနော်ရရှိနိုင်မယ် high income တွေပေါ့အဲ့ဒါရအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆက်လေ့လာပါများများလေးကျွန်တော်တို့ like ကလေးကြည့်ပါ AI tools တွေကိုမကြောက်ပါနဲ့ AI ကိုကြောက်ပါနဲ့ AI ကိုကျွန်တော်ပြန်ပြီးတော့မှအသုံးချနိုင်တဲ့သူတွေဖြစ်အောင်လို့ try ကြည့်ပါအဲ့တော့ဒီမှာတော့ကျွန်တော်အခုလောဆယ် presentation လုပ်ထားတာလေးပြပေးမယ်ဒါကတော့အကုန်လုံး presentation နဲ့ AI နဲ့ presentation လုပ်ထားဖြစ်ပါတယ်ဒါဆိုရင် color balance တွေဒါရကိုယ့်အသတ်မှတ်လို့လည်းရတယ်ပေါ့နော် presentation တွေမိုးခက်တွေပါရှားခက်တယ်ဆိုရင်မိုးခက်တွေကိုကျွန်တော်ဒီလိုမိုးခက်တွေမှာငါ့လိုကိုထည့်ချင်တယ်ဆိုရင်ပြောရတာမျိုးတွေပေါ့အဲ့လိုမျိုးတွေကပြောလို့ရတယ်အဲ့တော့ဒီမှာဆိုလည်းမိုးခက်တွေအများကြီးပဲဒါဆိုရင်ကျွန်တော် cover design တွေပြီး home service တွေပြီး brand promise တွေ vision mission တွေ core values တွေ digital marketing strategy တွေပြီး brand price တွေပြီးမှကျွန်တော်ဒီမှာ signature statement တွေအများကြီးပဲပါတယ်အဲ့တော့ထပ်ထုတ်ချင်ထွက်ထုတ်လို့ရသေးတယ်ပေါ့နော်အဲ့တော့အားလုံးပဲနားလည်မယ်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ pro တွေကအရင်ရေးမကြည့်ဘူးကိုလိုချင်တဲ့ဟာကျွန်တော်လိုလည်းထည့်လို့ရပါတယ်အဲ့တော့အားလုံးပဲကြိုးတော့နဲ့နောက်ထပ်လည်းကျွန်တော် AI generate နဲ့ပတ်သက်တဲ့ knowledge sharing တွေကိုအများကြီးဆက်လုပ်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးတော့မှကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ပြီးသားပြီဆိုရင်ဘာလေးတွေထပ်ပြီးသိချင်တယ်ဘာလေးတော့ထပ်ပြောပြပေးပါဆိုတာမျိုးလေး comment မှတ်ခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံး love you ပါ bye bye ပါ see you ပါ